ဇလန်အစမှာဦးစတန်ထန်ဆိုလဲ14နှစ်အရွယ်ကောင်လေးတယောက်ရှိပါတယ်။ဟိုဟာမိသားစုဝင်အများကြီးရှိတဲ့မိသားစုကြီးထဲမှာနေထိုင်သူတယောက်ပါ။ဒီနေ့ကတော့တူတက်နေတဲ့ကျောင်းမှာခရစ်စမတ်အားလရဲ့စတင်တဲ့နေ့ဖြစ်ပါတယ်။တခြားကျောင်းသားတွေကအားလရဲ့အတွက်ဝမ်းသာပျော်ရွှင်နေကြပေမဲ့ဘောကတော့စူညံပြီးရှုပ်ချက်ခတ်နေတဲ့မိသားစုကြီးနဲ့ခရစ်စမတ်ဖြစ်တမ်းရမယ့်အတွက်တေးစိမ့်လို့ရှာပါဘူး။ကျောင်းကနေထွက်လာတဲ့အချိန်မှာတုံးရလုံးဟာအညီအောင်ပေါ်ဝါလေးဝထားတဲ့လာပါတဲ့ကောင်မလေးတယောက်ပေါ်ရုတ်တရက်ရောက်ပါပါတယ်။အဲ့ဒီခိုက်တက်မှာပဲဝေရဲ့နှလုံးခုန်လုံးကမြန်လာပြီးတူမောက်ကိုချစ်ချင်းတပေါ်ကျသွားပါတယ်။ဘောကအမြန်ဘက်စကားပေါ်တက်လိုက်ပါတယ်။မကြခင်မှာပဲသူတပေါ်ကျနေတဲ့ကောင်မလေးကလည်းအဲ့ဒီဘက်စကားပေါ်တက်လာပါတယ်။ဘက်စကားလေးမှာဝေရဲ့အကိုလေးကသူဟာလူတွေနဲ့ရောရောနှုံနှုံမနေတဲ့ပဲတငယ်ချင်းလေးတိတ်မရှိတာကြောင့်ရှစ်သက်တယ်လို့ဆန်းလောက်ကြပါတယ်။အဲ့ဒီချင်းဝေရဲ့ညီမလေးကွန်းကသူ့ကိုကောင်မလေးနဲ့တွားစကားပြောကိုအားပေးပါတယ်။ဒါပေမဲ့ကန်ချင်မာကဝေကမပါပါဘူး။နောက်မှတာရောက်တာနဲ့အဲ့ဒီကောင်မလေးကဘက်စကားပေါ်ကဆင်းသွားပြီးသူမရဲ့အညီအောင်ကိုဟာကိုတော့မေးထားခဲ့ပါတယ်။ဝေကပေါ်ဟာကိုကောက်ယူပြီးတင်ပေးဖို့ကြိုးစားပေမဲ့ဘက်စကားကမောင်းထွက်သွားပါတယ်။အင်ဒီယန်လမ်းမှာထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်လာပါတယ်။လင်းဆိုလေပြုတ်ဝက်ဆန်တဲ့လူတယောက်ကသူ့လိုကောက်ကိုလမ်းမပေါ်မှာရုတ်တရက်တားလိုက်ပါတယ်။သူကချမ်းသာပြီးပြုတ်ဝက်ဆန်တဲ့ Miss Grace နဲ့အတွက်လုံးလုံးနေသူဖြစ်ကြောင်းပြောပါတယ်။ပြီးတော့မိသားစုတစ်ခုလုံးကိုသူမရဲ့တော်ဝင်အိမ်တော်မှာပြုလုပ်မဲ့ခန်းနာတဲ့ခရစ်စမတ်ပါတီကိုဖိတ်ခေါ်လိုက်ပါတယ်။ဝယ်အင်ပြန်ရောက်တဲ့အခါသူ့ကိုကြီးမကလည်းအားလေးရအတွက်ပြန်ရောက်နေပြီးဝယ်ရဲ့အခန်းကိုတင်းပိတ်ထားတော့ကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဝယ်ဟာစံကန်းလိုနေရတယ်မှာအေးရလို့မယ်။ဝယ်မှာအကိုကြီးနိုင်ရောက်နေညီမလေးတယောက်ရှိပါတယ်။သူ့ဖေကြောင့်ကဒီမျိုးမှာဆရာဖြစ်အလုပ်ရခဲ့တာကြောင့်မိသားစုတစ်ခုလုံးဒီမျိုးကိုပြောင်းရွှေ့လာတာပါ။သူ့မိကတော့မိသားစုကြီးကိုအလုံးချစ်ပြီးဂရုစိုက်တဲ့အိမ်ရှင်မတယောက်ပါ။အဲ့ဒီညမှာမိသားစုဝင်အားလုံးညစာစားဖို့ဆူထိုင်ကြပါတယ်။စားပိုင်းမှာချင်းနီကပုံမှန်ထင်နေသေးပေမဲ့ကျောင်းကမခါကိုကြောင်းပြီးရင်အလုပ်ဖို့စီစဉ်ထားလေလို့နေပါတယ်။မက်ဆာကတော့ခုထိစဉ်းစားနေစေပဲလို့ဖြေပါတယ်။ညစာပြီးတဲ့နောက်ဝယ်ရဲ့ကိုတွေကဘက်စကားဘော်ကကောင်းမလေးနဲ့တောင်စကားမပြောရဲကြတာဘူး။ဝယ်ကိုထက်ပြီးဆန်းတော့ကြပါတယ်။ဝယ်ကတော့ဘာမှမပြောဘဲတိတိလေးနားထောင်နေ